ဘလို့ဘာသာဝင်မျိုးပဲဖြစ်ပေါ့နော်ယုံကြည်ရကိုးကွယ်ရစိတ်ကတဲ့အခါမှာမီယိုပလာတွေများတဲ့အတွက်ငါတို့ဘာသာတရားကိုလေ့လာခြင်းနဲ့ငါလေ့လာရအောင်မယ်ဆိုတဲ့သူတွေရှိလိမ့်မယ်ဒါပေမဲ့မလေ့လာဖြစ်ဘူးဒါဆိုလို့ရှိရင်ဘာကြောင့်မလေ့လာဖြစ်တာလဲဆိုတော့တစ်ခါမှမလုပ်တဲ့အလေ့ကျင့်တစ်ခုကိုဖြစ်တဲ့နေဆိုတာတစ်ခုနဲ့လုပ်ဖို့ဟာမလွယ်ဘူးအဲ့တော့ဘလို့လင်းနဲ့ကျွန်တော်အလေ့ကျင့်တစ်ခုတိဆောက်အောင်လဲဆိုတော့ Harvard method ပေါ့နော်ငါလှုပ်တဲ့နေဆိုတာငါဘယ်တော့လုပ်မလဲဆိုတော့ဆုံးဖြတ်ချက်ကိုချရမယ်စာအုပ်တော့ဘယ်တော့စာဖတ်မလဲအဲ့ဒီစာအုပ်ကဘယ်အချိန်မှာပြီးအောင်လုပ်မလဲဆိုတော့ target ကိုလည်းထားရမယ်ပြီးရင်တခါတည်းအချိန်အပြည့်သုံးလို့မရအောင်ဒီစာအုပ်ဖတ်ဖို့အတွက်ငါမနေ့ကတနေ့ကိုဖတ်မယ်ဆိုတော့ဒီစနစ်ကိုသုံးလို့မရဘူးဥပမာအပြည့်လေ့ကျင့်သလိုမျိုးပဲပေါ့တရက်ထိမှအားစိတ်ပါတဲ့အတွက်တနေ့ကိုပြေးလိုက်တဲ့အခါဘာဖြစ်သွားမလဲကျွန်တော်ကိုလက်တဲ့အရန်ကြိုက်ခဲသွားမယ်ဒီလိုမျိုးပဲအလေ့ကျင့်ကောင်းကိုတိဆောက်ဖို့ဆိုတာတော်တော်လေးခက်ခဲတယ်အလေ့ကျင့်ဆိုတိဆောက်ဖို့ဆိုတာတော့အရန်လွယ်တယ်ဒါဆိုလို့ရှိရင်မနေ့မိုးလင်းလာတာနဲ့ဖုန်းတွေမကြည့်နဲ့ TikTok တွေမကြည့်နဲ့ဒီ Facebook တွေမကြည့်နဲ့ဘယ် channel ကိုမှမကြည့်ဘဲနဲ့စောက်မိနစ်20လောက်အရင်ဖတ်ပါ time table လေးတော့လုပ်ထားပြီးအချိန်လုံးသွားမှာဆိုလို့เนาะဒါဆိုရင်စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေမိနစ်20လောက်လူတိုင်းသုံးနိုင်တယ်အဲ့ဒီနည်းနဲ့နေပြီးတော့တစ်ပတ်လောက်ကိုငါဖြစ်အောင်စာဖတ်မယ်မိနစ်20ဒါမျိုးကိုတိဆောက်ကြည့်ပါကျွန်တော် Harvard တိဆောက်တဲ့ method ဖြစ်ပါတယ်